တပတ်အတွင်းဝိတ်မြန်ကြကျင်လားဒီ7 day diet challenge မှာကျွန်တော်တို့နီလန်3မျိုးကိုစမ်းသပ်ပြသွားမှာပါအခုပဲစတင်လိုက်ရအောင်တပတ်အတွင်း7 days diet challenge မှာမင်းရောဘယ်နီလန်နဲ့ပို့အဆင်ပြေမယ်ထင်လဲစိတ်ဝင်စားဗီဒီယိုလေးအဆုံးထိကြည့်ဖို့မမေ့နဲ့နော်ပထမနီလန်ကတော့ကြက်ဥနဲ့အသီးရွက်ကိုအဓိကထားစားပြီးခန္ဓာကိုယ်ထဲကအဆီတွေကိုအမြန်ဆုံးလောင်ကျွမ်းစေမယ့်နီလန်ပဲဖြစ်ပါတယ်မနက်နေ့လယ်ညအချိန်3ခုလုံးမှာကြက်ဥနဲ့အသီးရွက်ကိုပဲမျှတအောင်စားပေးရမှာပါ9ရက်အတွင်းထူးခြားတဲ့အပြောင်းအလဲကိုမြင်တွေ့ရပါလိမ့်မယ်အသီးရွက်နဲ့စားအသားတစ်စားခြင်းဖြင့်အာဟာရလည်းပြည့်အဆီလည်းကျစေမယ့်အကောင်းဆုံးမျှတတဲ့နည်းလမ်းတစ်ခုပါမနက်စာနေ့လယ်စာညစာအတွက်ကြက်ရင်ပုံသားနဲ့အသီးရွက်တွေကိုဒီအချိုးစားအတိုင်းပဲစားပေးပါနောက်ဆုံးနီလန်ကတော့ကြွက်သားတွေကိုတိဆောက်ခြင်းသူတွေနဲ့အဆီပိုတွေကိုဖယ်ရှားခြင်းသူတွေအတွက်အသားတက်ကိုပဲဦးစားပေးစားခြင်းဖြစ်ပါတယ်မနက်မှာကြက်ရင်ပုံနေ့လယ်မှာအမဲသားညဘက်မှာတော့ဆန်မွန်ငါးလိုမျိုးအသားတွေကိုပဲစားသုံးပေးပါပရိုတင်းဓာတ်အပြည့်ရသလိုခန္ဓာကိုယ်ကိုလည်းတန်မာစေမှာပါကဲအခုပဲ7 days diet challenge မှာပါဝင်လိုက်ရအောင်